Good afternoon and welcome to the Salil Hotel Riverside. I'm Alexa, your airport transfer assistant. How may I assist you today? Hello, မြန်မာလိုပြောပြလို့ရလား မင်္ဂလာပါရှင် The Salil Hotel Riverside ကနေကြိုဆိုပါရစေ။ကျွန်မကတော့ airport transfer assistant Alexa ပါ။ဘာများကူညီပေးရမလဲရှင်။ ကျွန်တော်ကိုလေဆိပ်ကို transfer ပေးတဲ့ service လေး provide ပေးလို့ရမလား ရပါတယ်ရှင်။လေဆိပ်ကြိုဝန်ဆောင်မှုကိုဆိုလိုတာဟုတ်ပါသလားရှင်။ဘယ်လေဆိပ်ကလာမှာလဲဆိုတာပြောပြပေးနိုင်မလားရှင်။ တူဝနာဘုံမီလေဆိပ်ကနေပြ တူဝနာဘူမီလေဆိပ်ကနေကြိုဆိုရမှာပေါ့။ဘယ်နေ့ပဲချိန်ရောက်မှာလဲဆိုတာပြောပြပေးနိုင်မလားရှင်။ပြီးတော့ဘယ်လေယာဉ်နဲ့လာမှာလဲဆိုတာလည်းပြောပေးပါအောင်။ ကျွန်တော် August 25ကို2026မှာရောက်ပါမယ် ဟုတ်ကဲ့ပါရှင်2026ဩဂုတ်လ25ရက်နေ့မှာရောက်ရှိမှာဖြစ်ပြီးဘယ်အချိန်မှာဆက်ရောက်မှာလဲဆိုတာလေးပြောပြပေးနိုင်မလားရှင်ပြီးတော့ဘယ်လင်းအမှတ်နဲ့လာမှာလဲဆိုတာလေးပါပြောပေးပါအောင် ညနေပိုင်း3နာရီလောက်ရောက်မယ်ဗျလေယာဉ်နံပါတ်ကတော့ TG240 ပါ ဟုတ်ကဲ့ပါရှင်ညနေ3နာရီမှာဆက်ရောက်မယ် TG240 လေယာဉ်နဲ့လာမှာပေါ့ခရီးသည်ဘယ်နှစ်ယောက်ပါမှာလဲရှင်ပြီးတော့တက်ဆောင်လာမယ်အဲ့အရေးအတွက်နဲ့အရွယ်စားလေးတွေပါပြောပြပေးနိုင်မလားရှင် ခီးတွေကတော့3ယောက်ပါအဲ့ကတော့ luggage 3လုံးပါပါမယ် ဟုတ်ကဲ့ပါရှင်ခရီးသည်3ယောက်နဲ့ luggage 3လုံးအတွက် standard sedan လာတော့အဆင်ပြေမှာဖြစ်ပါတယ်ရှင်ဒီကားမျိုးစားနဲ့အဆင်ပြေပါမလားရှင်နောက်ပြီးတော့အခြားလိုအပ်တာမျိုးရှိသေးလားရှင်ဥပမာကလေးထိုင်ကုန်ဒါမှမဟုတ် wheelchair လိုမျိုးပါ ကျွန်တော် family SUV များရမလား ရပါတယ်ရှင် family SUV နဲ့ဆိုရင်ပိုပြီးကြကြဝန်းဝန်းနဲ့တက်တောင့်တက်တာရှိမှာပါရှင်ဒါဆိုရင် morning ခုနပြောတဲ့ဩဂုတ်လ25ရက်နေ့ညနေ3နာရီမှာဆက်ရောက်မဲ့ TG240 လေယာဉ်အတွက်ခရီးသည်3ယောက်နဲ့ luggage 3လုံးအတွက် family SUV နဲ့စီစဉ်ပေးရမှာပေါ့ဟုတ်ပါသလားရှင် ဟုတ်ပါတယ်ဟုတ်ပါတယ် ဟုတ်ကဲ့ပါရှင်ဒါဆိုရင်အားလုံးသိကြသွားအောင်ပြန်ပြောပြပါမယ်ရှင်ဩဂုတ်လ25ရက်နေ့မှာညနေ3နာရီမှာဆက်ရောက်မဲ့ TG240 လေယာဉ်အတွက်ခရီးသည်3ယောက်နဲ့ luggage 3လုံးအတွက် family SUV နဲ့စီစဉ်ပေးရမှာပေါ့ကြိုဆိုရမယ့်ဧည့်သည်ရဲ့နာမည်နဲ့ဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးပြောပြပေးနိုင်မလားရှင်။နောက်ပြီးတော့အခန်းနံပါတ်ဒါမှမဟုတ် reservation နံပါတ်ရှိရင်လည်းပြောပြပေးပါအောင် နာမည်ကတော့ Alex နာမည်နဲ့ပါဖုန်းနံပါတ်ကတော့3812345698ဖြစ်ပါတယ် ။ဟုတ်ကဲ့ပါရှင်နာမည်ကတော့ Alex ပါ။ဖုန်းနံပါတ်ကတော့3812345698ပါရှင်။အခန်းနံပါတ်ဒါမှမဟုတ် reservation နံပါတ်ရှိရင်လည်းပြောပြပေးပါအောင်။အခုလိုအချက်လက်တွေပေးတာကျေးဇူးတင်ပါတယ်ရှင်။ Hotel team ကနေအကြောင်းကြားလာရင်ကျွန်မထပ်ပြီးဆက်သွယ်ပေးပါမယ်။အခြားပါများကူညီပေးရအောင်မလားရှင်။ မရှိတော့ပါဘူးဒါပါပဲကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါရှင်အခုလိုအသုံးပြုပေးတာကျေးဇူးတင်ပါတယ်ရှင်တာယာလာပါတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်လိုအပ်တာရှိရင်အချိန်မီပြန်လည်ဆက်သွယ်နိုင်ပါတယ်ရှင် ဟုတ်ပါပြီကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါရှင် The Salil Hotel Riverside ကနေကြိုဆိုလျက်ပါရှင်ကောင်းသောနေ့လေးတစ်နေ့ဖြစ်ပါစေနောက်ထပ်အကူအညီလိုရင်ပြောပါနော်